ဇလန်း၏အစတွင်မနေ့ကမှလုံးဝဟောင်းလောင်းဖြစ်နေသောဆန်အိုးထဲတွင်ယနေ့အတွက်မိသားစုတရက်စာစားသုံးရန်လုံလောက်ယုံများသောဆန်များရောက်ရှိနေသည်ကိုတွေ့လိုက်ရသဖြင့်အမျိုးသမီးမှာအံ့အားသင့်သွားခဲ့သည်သူမမသိသည်မှာအိမ်ရှင်ဖြစ်သူကညမောင်စဉ်ခါ၌ထိုဆန်များကိုဆန်အိုးထဲသို့တိတ်တဆိတ်လာရောက်ထည့်ပေးခဲ့ခြင်းပင်ဖြစ်သည်ထို့သို့ဖြစ်ရခြင်းကြောင့်မှသူမသည်တားယောက်ျားလေးမမွေးဖွားနိုင်ခဲ့သဖြင့်ရောက်ခမဖြစ်သူကသူမအားဖះเจ้าတွင်နေ့စဉ်အကြိမ်တစ်ထောင်နိုင်ဆူတောင်းခိုင်းခဲ့သည်သူမမြည်မြဆူတောင်းဒုက္ခရောက်နေသည်ကိုခင်မုန်းဖြစ်သူသိရှိသွားသောအခါပြတ်သားသောဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်သူသည်ဇနီးနှင့်သမီးဖြစ်သူကိုခေါ်ဆောင်ကာအိမ်မှခွဲထွက်လာခဲ့သည်သူတို့ငှားရမ်းထားသောအိမ်မှသေးငယ်ပြီးပျက်စီးယိုယွင်းနေသောလဲမိသားစုသုံးဦးသည်အတူတကွပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်သို့သောတနေ့တွင်ခင်မုန်းဖြစ်သူသည်လက်တစ်ဖက်ကိုနောက်ကျော၌ဝတ်ထားရင်းအိမ်သို့ပြန်ရောက်လာခဲ့သည်အမျိုးသမီးသည်မူမမှန်သည်ကိုချက်ချင်းသတိပြုမိလိုက်သည်ထိုနောက်တွင်သူ့လက်မှာပြင်းထန်စွာဒဏ်ရာရရှိထားကြောင်းသူမသိရှိလိုက်ရသည်မိမိကိုယ်ကိုပင်ပန်းနွမ်းနေအောင်အလုပ်လုပ်ရသလားဟုသူအားစူပူချိန်မောင်းကျင်တော်လဲစကလုံးများထွက်မလာခဲ့ပေအဆုံး၌အိမ်သို့အတူတကွလမ်းလျှောက်ပြန်စဉ်သူမသည်သူ၏ကြမ်းတမ်းပြီးအသားမှတက်နေသောလက်ကိုတင်းကျပ်စွာဆုပ်ကင်ထားခဲ့ရုံမှတပါအခြားမရှိခဲ့ပေနောက်ပိုင်းတွင်အိမ်နီးနားချင်းတဦးကသူမ၏ခင်မွန်းသည်လေသူကြီးတဦးထံတွင်အလုပ်လုပ်နေကြောင်းပေါ့ပေါ့ပါပါပြောဆိုခဲ့သည်အမျိုးသမီးသည်ထိုလေသူကြီးကိုသူမတစ်ချိန်ကညှင်းပယ်ခဲ့ပူကြောင်းရုတ်တရက်သတိရသွားခဲ့သည်တုံ့နှုတ်ခြောက်ခြားဖွယ်ရာခံစားချက်တစ်ခုသူမ၏ရင်ထဲ၌ပြည့်နှက်သွားခဲ့သည်စိုးရိမ်သည့်အတိုင်းပင်ခင်မုန်းဖြစ်သူ၏ကြောကုန်းပေါ်ရှိဆေးပလာစတာများကတ်ထားသည်ကိုသတိပြုမိသောအခါသူမသည်ဆောင်ကိုဆွဲဖယ်လိုက်သည်သူ၏ခြေထောက်များကိုဖုံးလွှမ်းထားသောအမာရွတ်များကအရာရာကိုသူမအားပြောပြနေခဲ့သည်ထိုအခါမှသာမိသားစုအတွက်သူမိညပင်အနစ်နာခံပေးဆက်ခဲ့ရသည်ကိုသူမသဘောပေါက်သွားခဲ့သည်သူအလုတ်သို့ထွက်ခွာသည့်အချိန်တိုင်း၌အိမ်တွင်ပင်နေထိုင်ရန်သူမအသနာခံတောင်းပန်ခြင်းခဲ့တော်လဲမြည်သည့်အခါမျှမပြုလုပ်ခဲ့ပေသူထမ်းပိုးထားသောကြီးမားသည့်တာဝန်ဝတ္တရားများကိုသူမနားလည်ထားသဖြင့်မျက်ရည်များကိုတုတ်ကပြုံးပြရင်းသာနှုတ်ဆက်လိုက်သည်ဝမ်းနည်းစရာကောင်းသည်မှာသူ၏တီးခံမှုသည်မြည်သည့်အခါမျှထိုက်တန်သောအကျိုးကျေးဇူးမရရှိခဲ့ပေလေသူကြီးသည်သူ့အားဆက်လက်စော်ကားနှိမ်ချပြီးမတရားပြုမှုခဲ့သည်တနေ့တွင်အမျိုးသမီးသည်ထိုအချင်းရာကိုသူမ၏မျက်စိရှိတွင်ပင်တွေ့မြင်လိုက်ရသည်သူမ၏ဒေါသများအဆုံး၌ပောက်ကွဲထွက်သွားခဲ့သည်သူမသည်ရှေ့သို့ပြေးထွက်သွားကခင်မုန်းဖြစ်သူ၏ရှေ့တွင်မမမတ်ရက်တည်ပြီးမိသူကိုမျှသူ့အားနောက်ထပ်အနိုင်ကျင့်ခွင့်ပေးတော်မူမဟုတ်ကြောင်းကြေညာလိုက်သည်သူမသည်ခင်ပွန်း၏လက်ကိုကင်ဆောင်ကာထွက်ခွာခဲ့တော်လဲလေသူကြီးကသူ့အားအတုံးမကျသောအမျိုးသားဟုဆိုကာလှောင်ပြောင်ခဲ့သည်ဒါဟာနောက်ဆုံးတိခတ်နိုင်စွမ်းကုန်ဆုံးသွားသည့်အချက်ပင်ဖြစ်သည်အမျိုးသမီးသည်နောက်သို့ပြန်လှည့်လာပြီးလေသူကြီးအားသူမ၏စိတ်ထဲရှိသဘောထားများကိုခိုင်မာစွာတိုက်ရိုက်ပြောကြားလိုက်သည်သူမ၏တတိအတွက်ပေးဆက်ရသောတန်ဖိုးတစ်ခုရှိခဲ့သည်ထိုနေ့နောက်ပိုင်းတွင်သူမ၏ခင်ပွန်းအလုတ်ပြုတ်သွားခဲ့သည်မိသားစု၏တစ်ခုတည်းသောဝင်ငွေလမ်းကြောင်းပျောက်ကွယ်သွားခဲ့ရသည်မကြာမီဆန်အိုးမှာနောက်တစ်ကြိမ်ပြန်လည်ဟောင်းလောင်းဖြစ်သွားခဲ့သည်အားကိုးရမဲ့စွာဖြင့်အမျိုးသမီးသည်သူမ၏အိမ်ရှင်အိမ်သို့လမ်းလျှောက်သွားခဲ့သည်သူမကူညီမှုတောင်းခံခြင်းတော်လဲကြန့်ရှိနေသောမာနတရားကြောင့်တကားကိုခောက်ရန်တားဆီးနေခဲ့သည်အိမ်ရှင်နှင့်သူ၏ဇနီးသည်စကားတခွန်းမျှမဆိုဘဲသူမ၏အခြေအနေကိုသဘောပေါက်လိုက်ကြသည်သူမ၏တိတ်ခါကိုကာကွယ်ပေးရန်အတွက်သူတို့သည်ညနေပိုင်းတွင်မိဖို့ချောင်အတွင်းသို့တိတ်တဆိတ်ဝင်ရောက်ကမိသားစု၏ဆန်အိုးထဲသို့ဆန်များကိုတိတ်တဆိတ်ဖြည့်ဆည်းပေးခဲ့ကြသည်သူမအနေဖြင့်ပေးကမ်းထောက်ပံ့မှုကိုမိခိုနေရသည်ဟုမခံစားရစေရန်အတွက်တရက်စာဆန်ကိုသာထည့်ပေးခဲ့ကြခြင်းဖြစ်သည်အမျိုးသမီးသည်နောက်ဆုံး၌အမှန်တရားကိုသိရှိသွားသောအခါပပြင်ထက်သို့မျက်ရည်များစီးကျလာခဲ့ရသည်အိမ်ရှင်၏တိတ်တဆိတ်ကရုဏာတရားကြောင့်သူမ၏မိသားစုသည်အခက်ခဲဆုံးရာသီဥတုများကိုကျော်လွှားအသက်ရှင်နိုင်ခဲ့ကြသည်နောက်ပိုင်းတွင်အမျိုးသမီးသည်အကူအညီတောင်းခံရန်အဖွားဖြစ်သူ၏အိမ်သို့ပြန်သွားခဲ့သည်သို့သောအဖွားကိုမြင်လိုက်ရသည့်ခဏမှပင်စကားတခွန်းမျှမဆိုနိုင်တော့ပေသူမသည်ရင်ထဲမှဝမ်းနည်းမှုများဖြင့်ရုတ်တရက်မျက်ရည်ကျကာငိုကြွေးလိုက်ရတော့သည်ထိုညနေ၌အဖွားဖြစ်သူသည်သူမထံလာရောက်တွေ့ဆုံခဲ့သည်အဖွားသည်အိတ်ထဲသို့လက်၌ကဗန်စာအုပ်တအုပ်ကိုထုတ်ယူလိုက်သည်အတွင်းရှိလက်ကျန်ငွေပမာဏကအမျိုးသမီးကိုစကားမပြောနိုင်လောက်အောင်မှင်တက်သွားစေခဲ့သည်ထိုငွေများသည်မိခင်ဖြစ်သူကနှစ်ပေါင်းများစွာတိုင်တေချာစွာစုဆောင်းထားခဲ့သောငွေများဖြစ်ကြောင်းအဖွားကရှင်းပြခဲ့သည်အမျိုးသမီးသည်စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်သွားခဲ့သည်အဖွားဖြစ်သူကဤငွေများသည်သူတို့မိသားစုပြန်လည်မတက်ရနိုင်ရန်ကူညီပေးနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်းညင်သာစွာပြောကြားခဲ့သည်လွန်စွာထိခိုက်ကရုဏာတက်သွားသောအမျိုးသမီးသည်ထိုငွေများကိုအသုံးပြု၍ခင်မုန်းဖြစ်သူအတွက်ငါးဖမ်းလေတစ်စင်းဝယ်ယူပေးခဲ့သည်ထိုနေ့မှစ၍ဇနီးမောင်နှံနှစ်ဦးသည်ဘေးချင်းရှင်ကအတူတကွလုပ်ကင်ခဲ့ကြသည်သူတို့သည်ငြိမ်းချမ်းပြီးပျော်ရွှင်စရာကောင်းသောဘဝတစ်ခုကိုအတူတကွတည်ဆောက်နိုင်ခဲ့ကြတော်သည်